တရားထိုင်မှာဖြစ်ပါတယ်တင်မြင်ခွေထိုင်သည်ဖြစ်စေကြုံကြုံလေးထိုင်သည်ဖြစ်စေခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်မြင်ခွေထိုင်မယ်ဆိုရင်ဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုအပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေမထက်မိပါစေနဲ့မဖိမိပါစေနဲ့ခါလည်းပုံမှန်ထားပါခါကြီးဆွဲဆန့်တာမျိုးမဖြစ်ပါစေနဲ့တင်မြင်ခွေထိုင်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါခါကပုံမှန်လေးထားပါခေါင်းရှည်မငုပ်စေနဲ့ခေါင်းနောက်မလန့်စေနဲ့မျက်စိကိုဇင်းငယ်မြမိတ်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါမိမိခန္ဓာကိုမိမိစိတ်တိုင်းကြပြီလားသိကြပြီလားလုံးမရှက်ဖ ೇನೆ အချိန်ပြီးပြင်းထိုင်နိုင်တဲ့အရိယာပုဂ္ဂိုလ်ရပြီလားစိတ်တိုင်းကြသွားပြီဆိုရင်အရိယာပုဂ္ဂိုလ်ငြိမ်လိုက်ပါနာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့တတိဟာနှာသီးဆိုနှာသီးဝကိုပဲကတ်လိုက်ပါနှာသီးဆိုနှာသီးဝမှာပဲမိမိရဲ့တတိစူးစိုက်ထားလိုက်ပါနှာသီးဝလေးလေးတိုးဝင်သွားတယ်နှာသီးဝလေးလေးတိုးထွက်သွားတယ်ဝင်လေထွက်လေလေးကိုဝရိယစိုက်ပြီးတော့ကြည်ပေးပါတွေးတာတွေငေးတာတွေဆွေးတာတွေမျောတာတွေမလာမိစေနဲ့တဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့လို့ပြောတာနောက်ပြီးတော့လေးလေးတိုးဝင်သွားတယ်သိပေးလိုက်ပါနောက်ပြီးတော့လေးလေးတိုးထွက်သွားတယ်သိပေးလိုက်ပါယောဂီတို့မှာဝင်လေထွက်လေဆိုတာအသက်ရှင်နေတည်းရှိနေပါတယ်ဖြစ်လဲဖြစ်နေပါတယ်ဝင်လေထွက်လေရှိမှဝင်လေထွက်လေဖြစ်မှမသိတာသည်တတိနဲ့မကြည့်လို့အခုယောဂီတို့ရဲ့အရိယာပုဂ္ဂိုလ်ကမ္မထာအာယုံပေါ်တင်လိုက်ပြီးမြင်သမျှကြားသမျှနားသမျှမှုသမျှစားသမျှထိသမျှဆိုတဲ့အာယုန်တွေကိုအကုန်ပြစ်ချခဲ့ယောဂီတို့ရဲ့တတိဟာနာသီဝမှာပဲကပ်နေပါစေဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါယောဂီတို့ရဲ့နာသီဝမှာဝင်လေဆိုတာရှိနေပါတယ်ထွက်လေဆိုတာရှိနေပါတယ်ပုံမှန်တိုင်းရှိနေတဲ့ဝင်လေထွက်လေလေးတဘာဝကြကြရှိနေတဲ့ဝင်လေထွက်လေလေးအသက်ရှင်နေသူရဲ့ရှိနေတဲ့ဝင်လေထွက်လေလေးငကိုရှိပြီးသားဝင်လေထွက်လေလေးအဲ့ဒီဝင်လေထွက်လေလေးကိုပဲတတိနဲ့စောင့်ကြည့်တာပါဝင်လေလှုပ်ပြီးတော့ရှူစရာမလိုပါဘူးထွက်လေလှုပ်ပြီးတော့ရှူထုတ်စရာမလိုပါဘူးသူ့တဘာဝလေးတိုင်းပဲနာသီဝမှာလေးလေးတိုးဝင်သွားတယ်နာသီဝမှာလေးလေးတိုးထွက်သွားတယ်ရှိပြီးသားဖြစ်ပြီးသားနာသီဝလေးလေးတိုးဝင်ပါလို့တောင်းတနေစရာလည်းမလိုဘူးတဲ့ဝင်ပြီးသားလေးလေးနာသီဝကထွက်သွားပါထွက်မှထွက်သွားပါမလားလို့ကြောင်းကြနေစရာလည်းမလိုဘူးတဲ့ယောဂီတို့အသက်ခန္ဓာရှင်သန်နေတဲ့ဘဝခန္ဓာကြီးယက်တည်နေလို့ဝင်လေဆိုတာရှိနေမယ်ထွက်လေဆိုတာရှိနေမယ်တတိလေးနဲ့ကြည်ပေးနေရုံပဲတတိရာမလွတ်စေနဲ့နာသီဝလေဝင်တိုင်းသိတယ်တတိရာမလွတ်စေနဲ့နာသီဝလေထွက်တိုင်းသိပါတယ်တတိထာဝရိယစအာယုံတစ်ပါးစိတ်မသွားစေနဲ့
နောက်သူကလေးလေးတိုးထီဝင်ရင်ဝင်သွားတဲ့သဘောနောက်သူကလေးလေးတိုးထီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲတတိနဲ့စူးစိုက်ကြည့်နေရင်အာယုံဇိုးတွေနောက်ကိုမပါတော့ဘူးဘယ်အာယုံဇိုးမှလည်းခန္ဓာထဲဝင်မလာတော့ဘူးတတိနဲ့သာစောင့်ကြည့်ပါတတိကြီးကြီးထားရင်တတိကောင်းကောင်းထားရင်ယောဂီတို့ရဲ့နှာသီးဝဝင်လေထွက်လေကိုသေချာသိလာပါလိမ့်မယ်သေချာမြင်လာပါလိမ့်မယ်အထင်ရှားပဲဝင်လေထွက်လေလေးကရှိနေတာပဲဝင်လေထွက်လေလေးကဖြစ်နေတာပဲတဘာဝကြကြရှိနေတာပဲတဘာဝကြကြဖြစ်နေတာပဲဝင်လေဝင်မှသိပေးလိုက်ရုံပဲထွက်လေထွက်မှသိပေးလိုက်ရုံပဲဝင်လေလေးကလည်းပုံမှန်ရှူနေမယ်ထွက်လေလေးကလည်းပုံမှန်ထုတ်နေမယ်တိုင်းပင်ဟာညီနေရမယ်ဝင်လေကပြင်းပြင်းကြီးရှူပြီးထွက်လေကဖြည်းဖြည်းလေးထုတ်တာမျိုးမဖြစ်ပါစေနဲ့ဝင်လေကဖြည်းဖြည်းလေးရှူပြီးထွက်လေကပြင်းပြင်းကြီးထုတ်တာမျိုးလည်းမဖြစ်ပါစေနဲ့နာဒီကတိုးဝင်သွားတဲ့လေကလေးနာဒီကတိုးထွက်သွားတဲ့လေကလေးဟာဝင်တိုင်းထွက်တိုင်းယောဂီတွေရဲ့နာသီဝမှာလေကလေးဝင်တိုင်းထွက်တိုင်းဟာဝင်လေရောထွက်လေရောညီနေရပါမယ်ပုံမှန်ရှူပါပုံမှန်ရှိုက်ပါမှန်မှန်ရှူပါမှန်မှန်ထုတ်ပါဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ပြီးတော့ကြည်နေရင်ယောဂီတို့ရဲ့ခန္ဓာကိုအရိယာပုဂ္ဂိုလ်ငြိမ်နေပြီလှုပ်တာလှဲ့တာမဖြစ်တော့ဘူးရွဲ့တာဆောင်းတာမဖြစ်တော့ဘူးရိမ့်တာရိုင်တာမဖြစ်တော့ဘူးဝင်လေထွက်လေကိုတတိနဲ့စူးစိုက်ရှုမှတ်ဆွဲမြဲနေတဲ့ချိန်မှာအရိယပုဂ္ဂိုလ်လည်းငြိမ်နေပြီယောဂီတွေကတတိကိုကြီးကြီးထားပြီးတော့ကြည်နေတော့ဝင်လေဝင်တိုင်းသိနေပြီထွက်လေထွက်တိုင်းသိနေပြီဝင်လေဖြစ်တိုင်းသိနေပြီထွက်လေဖြစ်တိုင်းသိနေပြီအရိယာပုဂ္ဂိုလ်ငြိမ်နေပြီအရှင်းမဲ့ဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ကြည့်နေတဲ့ချိန်မှာဘယ်အာယုံမှမလာတော့ဘူးယောဂီတို့ရှုမှတ်နေတော့ပစ္စုပန်တဲ့အတိတ်ကိုပြန်တွေးပြီးတော့လည်းမမျောတော့ဘူးအနာဂတ်ကိုလှမ်းမြော်ပြီးတော့လည်းမမောတော့ဘူးဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတဲ့ပစ္စုပန်တဲ့တယ်ပဲဘယ်အာယုံမှအဝင်မခံဘယ်အာယုံမှအတိုးမခံမင်းနဲ့အရိယဘုတည်ငြိမ်စွာနဲ့ရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုစူးစိုက်ကြည့်နေတော့ဩဝင်လေလေးပါလားဩထွက်လေလေးပါလားဩနာဒီကမှတွန်းတိုက်ပြီးတော့ဝင်သွားတဲ့သဘောလေးဩနာဒီကမှတွန်းတိုက်ပြီးတော့ထွက်သွားတဲ့သဘောလေးဩအထင်ရှားအမြင်သာရှိနေပါလားတိချာသိလာတယ်နော်တတိတာထားပေးပါတတိတာမလွတ်ပါစေနဲ့ဝရိယကလည်းတွန်းတင်ထားပါအာယုံတွေလည်းမပြန့်လွင့်စေနဲ့အရှိတရားအဖြစ်တရားကိုသိချာမြင်လာပါလိမ့်မယ်တတိထားပြီးတော့ကြည်ပါ